2019 ခုနှစ်အောက်တိုဘာလကရေးဆက်ထားတဲ့ခေတ်ရဲ့ကိုယ်ဝန်ဆိုတဲ့ကြပြလေးတစ်ပုဒ်ကိုဖတ်ချင်ပါတယ်ခေတ်ရဲ့ကိုယ်ဝန်ဒီမိုကရေစီခေါင်းပီချက်ကိုခိုးဝစ်ထားတော့လှမ်းလိုက်တိုင်းတုတ်ဆွဲနေတော့တာပဲအာဏာရှင်ဖနက်အောက်ကဝီးထွက်တန်ယူလမ်းတွေမှာငါတို့အသားတွေဒီနေ့တိုင်အတနုမတက်တတ်သေးသမိုင်းပကတ်ထဲဝီးကကြိုးနဲ့သူတို့ငိမ့်နေအောင်စီးခဲ့ကြတယ်အစိတ်ခတ်ပညာရေးဟာအာဏာရှင်ကျွေးတဲ့အကောင်းဆုံးဓာတ်စာမျိုးဆက်သစ်ကိုဖြော်ရည်လို့တောက်သွားကြရင်ခေတ်ကဘုထိနာကျင်စရာတွေကိုဝင်လွယ်ထားရတော့အားပြပါ